အားလုံးပဲမင်္ဂလာပါ။ခဏရဲ့စာအုပ်စင်တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးသူကီကီအိုရေးသားထားတဲ့အသက်ဒီသွေးဖြင့်ရှင်သန်နေပါသည်ဆိုတဲ့အကြောင်းအရာလေးကိုဖပြပေးမှာဖြစ်ပါတယ်။နားဆင်ခန်းစားပေးကြပါအောင်ရှင်။မနေ့စောစောညက်လေးတွေရဲ့အော်မီတန်နဲ့အတူအိယာကထလိုက်တယ်။ညကကြိုတင်ပြီးအိရေးဝ6နာရီလောက်အိတ်ခက်လို့လူကလမ်းဆက်နေတာပေါ့။အိယာကိုသိရင်မိုးချိုးအဝတ်စားလဲပြီးတော့ကြောင်းသွားဖို့ပြင်ဆင်ရင်းနဲ့စာကြည့်စပွဲပေါ်ကစာတန်းလေးကိုဖတ်လိုက်မိတယ်။ Given blood is given hope and given life အရေးကြီးဆုံးဖြစ်တဲ့တွေးထုရှင်ကပြားလေးကိုသတိတရားနဲ့အင်ကြီးအိတ်ထဲတေးသေးချာချာထည့်လိုက်တယ်။ဟုတ်တယ်ဗျ။ဒီနေ့ဒဂုံတက္ကသိုလ်မှာတွေးလူရန်ပွဲရှိတယ်လေ။ကိုယ့်ရဲ့အသွေးအသားနဲ့တူရတဲ့ကုသိုလ်ဖြစ်လို့အယမ်းပဲပီတိဖြစ်ရတယ်လေ။သွေးလူရင်ကျမရိုးထိကြိုက်တယ်ဟုတ်လားအေးဟုတ်ပြီအဲ့လိုသွေးလူလို့ဘာဖြစ်မဲညာဖြစ်မဲကျမကြီးထိကြိုက်မယ်လို့ပြောကြတဲ့လူတွေကိုတေးသေးချာချာရှင်းပြမယ်ဂယူးတဆိုင်နားထောင်သွေးလူကိုအသက်18နှစ်ကနေ55နှစ်အတွင်းကျမကြီးကောင်းတဲ့လူတွေပဲလှူနိုင်တယ်ကိုလေးချိန်ပြေးရမယ်သွေးထဲမှာဟီမိုကလိုဘင်ဓာတ်ပြေးရမယ်သွေးပေါင်ချိန်နဲ့ပုံမှန်အတိုင်းအတာအတွင်းမှာရှိနေရမယ်အရက်တောက်ထားတဲ့လူမူရည်စေဝါဆွဲနေလူမဖြစ်ရအောင်အထူးသဖြင့်မူရည်စေကိုသွေးကြောတဲ့ထိုးသွင်းတဲ့လူမဟုတ်ရဘူးလင်ပျော်ပါလိုက်စားတဲ့သူကာလာသားယောဂဖြစ်ဖူးတဲ့သူတွေသွေးလူလို့မရအောင်စေဝါကုသခံနေတဲ့လူတွေလည်းလူလို့မရအောင်လွန်ခဲ့တဲ့3နှစ်အတွင်းမှာငှက်ဖျားယောဂဖြစ်ဖူးတဲ့လူလည်းလူလို့မရအောင်အဲ့3ပတ်အတွင်းမှာဝတ်သက်ပချိတ်ရောင်ရေယုံဂျိုက်သွန်းရေကြောက်ယောဂါတွေဖြစ်ခဲ့ပွင့်ရင်လည်းလှူလို့မရအောင်21ရက်အတွင်းမှာကာဂယ်ဈေးတစ်မျိုးမျိုးထိုးထားရင်လည်းလှူလို့မရအောင်လွန်ခဲ့တဲ့6လအတွင်းခွဲစိတ်ကုသခံရတဲ့လူတွေလွန်ခဲ့တဲ့တစ်နှစ်အတွင်းသွေးသွင်းကုသခံခဲ့ရတဲ့သူတွေလှူလို့မရအောင်နောက်ပြီးကိုနဲ့ကိုရဲ့မိသားစုအတွင်းမှာအသေးရောင်တဲဝါယောဂါဖြစ်နေရင်လည်းလှူလို့မရအောင်လွန်ခဲ့တဲ့14ရက်အတွင်းပြည့်စီဝါစီတုံးဆွဲခဲ့တဲ့သူတွေ3ရက်အတွင်းမှာအက်စပရင်ကြိုက်ခဲပြောက်စေးတောက်ထားတဲ့လူတွားနှုတ်ထားတဲ့လူတွေလှူလို့မရအောင်လွန်ခဲ့တဲ့9ရက်အတွင်းဝမ်းပြက်ဝမ်းလျှော်ယောဂဖြစ်ထားရင်လည်းလှူလို့မရအောင်လွန်ခဲ့တဲ့3လအတွင်းကိုယ်လေးချိန်တိတိတတ်တာရောကြလာတဲ့လူမလာခဲနဲ့လှူလို့မရဘူးဟေ့အမျိုးသမီးတွေတခြားမှတ်ဓမ္မတာလာနေတဲ့အချိန်ကိုယ်ဆောင်နေတဲ့ကာလတွေမှာလုံးဝလှူလို့မရဘူးမှတ်ထားမင်းညကလည်းအနည်းဆုံး6နာရီအေးဝအောင်အိတ်ထားရမယ်။ဒါကြောင့်မင်းညက TV ကကိုရီးယားခေါင်းကားတောင်မကြည့်ပဲအိတ်လိုက်တာပေါ့။နောက်ပြီးအေးကြီးဆုံးက HIV ရောဂါရှိရင်လုံးဝမလူပါနဲ့။ကိုယ်သွေးကနေသူများကိုကူးစက်မှုဖြစ်မှာကြောက်ပါ။ငှက်ဖျားရောဂါကာလာသားရောဂါအသေးရောင်အသေးဝါရောဂါ HIV AIDS ခုခံအားကျဆင်းမှုကူးစက်ရောဂါတွေကသွေးသွင်းမှုကနေအလွယ်တကူကူးစက်နိုင်တဲ့ယောဂါတွေပါကိုယ်သွေးကြောင့်သူများတွေကိုယောဂါကူအောင်မလုပ်ကြနဲ့ဟိဒါကြောင့်အနေထိုင်ဆင်ခြင်ရတယ်အတော်ဆအပြော့ပါရှောင်ရမယ်ကိုတန့်စီအောင်နေရတာပေါ့သွေးတစ်ခါလူပြီးရင်နောက်4လကြာမှထပ်လူလို့ရမယ်အရေးကြီးရင်မအားမလတ်ဖြစ်နေရင်တော့9ရက်အတွင်းကြိုပြီးလူလို့ရမယ်ပထမဆုံးစလူတဲ့လူဆိုရင်သွေးရုပ်စုခွဲပေးလိုက်မယ်လူတော်တော်များများသိကြတယ်AB နဲ့ O ဆိုပြီးသွေးရုပ်စုတွေရှိတယ်။နောက်ထပ်ပြီး Duffy, Kit, RH ဆိုပြီးရှိသေးတယ်။ဒါတွေကိုသိပြီးမသိကြပါဘူး။ပညာရှင်တွေကသာထပ်ပြီးခွဲထားကြတာပါ။သွေးရုပ်စုခွဲပြီးရင်ဟီမိုကလိုဘင်ပြည့်မပြည့်စစ်မယ်။လိုအပ်ရင်ကိုလေးချိန်ချိန်ကြည့်လိုက်မယ်။ပြီးရင်မိကွန်းလွာလေးဖြည့်ပေးရလိမ့်မယ်။မိကွန်းတွေကတော့ခုနကပြောခဲ့တဲ့အချက်တွေပါပဲ။ပြီးရင်သွေးပေါင်ချိန်ပေးမယ်။ပတ်တန်းသွင်းပြီးသွေးလူရှင်ကပြားနဲ့သွေးပလင်းလေးတွေထုတ်ပေးလိမ့်မယ်။သွေးထုတ်ယူတဲ့အခန်းထဲသွားပြီးသွေးလူယုံမဲ့ပေါ့။စင်ရင်သွေးနေရတာမှကြာပါသေးတယ်။သွေးထုတ်ယူတာ9မိနစ်လောက်ပဲကြာပါတယ်။ဘာလဲအနဲ့ထိုးတာလား။နည်းနည်းတော့စက်ကနေနာတာပေါ့။နည်းနည်းအောက်ခံမကြည်ရင်မျက်စိမိတ်ထားညညာလွှဲထားပေါ့။သွေးလူပြီးရင်ချက်ချင်းမထနဲ့အောင်နော်။မူးမှာဆိုရင်တော့10မိနစ်လောက်ခဏနာပြီးမှထသွေးလူလိုက်လို့ရော့သွားတဲ့သွေးပမာဏက24နာရီပြည့်ရင်ပြန်ပြည့်သွားလိမ့်မယ်။သွ
သွေးထဲမှာပါတဲ့သွေးဥနဲ့အခြားပစ္စည်းတွေကတော့6ပတ်ကြာမှပြန်ပြည့်လိမ့်မယ်ဒီနေ့အဖို့တော့အဲ့ဒီသွေးဖောက်ထားတဲ့လက်ကို12နာရီအတွင်းပြင်းပြင်းထန်ထန်မလှုပ်ရှားနဲ့အလေးပင်တွေမမနဲ့ရေနဲ့ဖြော်ရည်ကိုများများတောက်ပေးငယ်ငယ်တုန်းကကျောင်းသားဘဝတုန်းကဆိုရင်မနဲ့သွေးသွားလူပြီးညနေဆိုဘောလုံးတော့တွက်ကန်လိုက်သေးတာဘာမှမဖြစ်ဘူးသွေးလူပြီးသွားရင်အားပြည့်အာဟာရကျွေးပြီးသွေးအားပြန်ပြည့်စေတဲ့ဆေးတွေလည်းပေးလိုက်မယ်ဒါဆိုပြီးပြီသွေးဆိုတာဘယ်တစ်ခွက်ကမှအတုထုတ်ယူလို့မရသေးဘူးလူတန်းတဲ့သူတွေစီကပဲရယူနိုင်မှာကျမ်းမာပြီးယောဂကင်းတဲ့လူတွေကလူမရမှာနော်ကိုယ်သွေးနဲ့အသက်ကရမှာသွေးခံရတဲ့လူကိုယောဂမကူးဆက်စေတဲ့မှုရာနှုံးပြီးယောဂပူကင်းစင်တော့သွေးရဖို့အတွက်သွေးလူရှင်ကိုယ်တိုင်ကမိမိကိုမိမိမှန်ကန်စွာဆက်စစ်ချင်းတည်တာအဓိကဖြစ်တယ်သွေးလူတဲ့လူဟာလေးလတစ်ချိန်ကျန်းမာရေးစစ်သွေးပေါင်ချိန်ပြီးသားမကောင်းတဲ့အပြုမှုအလေးထားတွေကိုရှောင်ကျဉ်ပြီးကိုတန့်စင်အောင်နေထိုင်တဲ့သူ HIV AIDS ကင်းစင်တဲ့လူဆိုတာကိုကြီးညာနေစရာတောင်မလိုဘူးတချို့လည်းသွေးကိုဝယ်ပြီးသွေးနေလို့ကြားတယ်အဲ့ဒီသွေးကဘလောက်တောင်တတ်မှာမို့လို့လဲအရက်မူရည်စီတုံးမထားဘူးလို့ပြောနိုင်လားကျမကြီးနဲ့ရောပြည့်စုံပါမလားလေးလားမပြည့်သေးပဲထုတ်ယူထားတာဆိုရင်လိုအပ်တဲ့သွေးရည်သွေးကပြည့်ပါမလားဒါတွေပြောလို့မရဘူးနော်ငွေကြေးအကျိုးမြတ်ကိုမမျှော်မှန်းမဲမိမိဆန္ဒအရာလှူတဲ့စေတနာသွေးလူရှင်စီကရတဲ့သွေးကအဆင်ပြေမှာပါစေတနာသွေးလူရှင်ဆိုတာငွေကြေးလက်ဆောင်ပစ္စည်းရယူခြင်းမရှိတဲ့လူသွေးသွင်းမှုလိုအပ်တဲ့လူနာဘသူစီကိုသွင်းပေးမှမသိပဲစေတနာအလျောက်သွေးလူတန်းတဲ့လူပိုးကစ်စစ်တဲ့သွေးအရေးကြီးမှန်းသိနာလဲပြီးသွေးမှကူးဆက်တဲ့ယောဂမဖြစ်စေအောင်ကျန်းမာရေးကောင်းအောင်ကိုစင်ကျင်စောင့်ထိန်ပြီးနေထိုင်တဲ့လူကိုခေါ်တာပေါ့ပြောရင်းနဲ့သွေးလူတန်းပွဲလုပ်နေတဲ့အဆောင်ရှိကိုရောက်လာပြီးသွေးလူနေတဲ့ဆရာမဝန်ထမ်းတွေကျောင်းသားတွေနဲ့စီကားလူနေပါလားနောက်ဆုံးအနေနဲ့တခုပဲပြချင်တယ်သွေးလူတန်းချင်းသည်ထက်ကတလဲလဲတင်ဆောင်ရွက်ပေးနိုင်တဲ့အကောင်းဆုံးသောအလူပဲဖြစ်ပါတယ်လို့အချိန်ပေးပြီးနားဆင်ပေးရတဲ့အတွက်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင် channel လေးကို subscribe လုပ်ဖို့မမေ့ကြနဲ့နော်နောက်ဝတ္ထုတွေမှာပြန်တွေ့ကြပါမယ်တတား